နိုင်20အလုံးလောက်ရမယ်ကွာတရက်ကိုပြီးသွားလို့ရှင်ထားစာအရမ်းများတယ်ဘလောက်လဲတော့မသိဘူးပေါ့နော် ကျမ်းပါဘောပြီးတော့ဘာနဲ့တော့လေညမှာလွတ်လွတ်တွေဆိုသူမပြောတာအဲ့တော့နိုင်ငံဖြစ်နိုင်တယ်ကွာအဲ့တော့တလမှာဒေါ်လာတွေ3သိန်းလို့2သိန်းလို့ရရင်လည်းရနေလိုက်တာပဲဗျာတိလားအဲ့ချိန်မှာအမကထားပါတော့တလလုံးမှာသုံးသက်လုပ်ပြီးတော့မှ25ဒေါ်လာပဲရနေမှာဘယ်လိုလုပ်လဲ အမားတို့အဲ့ဒီအလုတ်ကပတ်စံရောက်မှာစားမှာမဟုတ်ဘူးကွာအဲ့တော့ငါးစာဆိုတာလုံးဝသိရမလားအဲ့ဒီတွေးစရာမလိုဘူးကွာကဲမင်္ဂလာပါဒီနေ့မှလည်းပဲ talk show စီလေးပြန်စပြီပေါ့နော်မတွေ့ရကြရင်ကျမရဲ့ချစ်စရာမောင်လေး Brian နဲ့ပေါ့နော် တွေ့ရမှသာပါတွေ့ရမှသာပါတယ်အဲ့တော့ဒီနေ့အတွက်ခေါင်းစဉ်လေးကတော့ကျမကြိုသိထားရတယ်ပေါ့နော်ဘာလဲဆိုတော့ကျမတို့ကဟိုအရင်တုန်းကလုပ်ခဲ့ဘူးတဲ့ဟာဒီနေ့တခုတော့ခက်စင်စင်ပေါ့နော်ဒါပေမဲ့စင်လဲစင်မစင်ဘယ်လိုပုံစံမျိုးလဲဆိုတော့နိုင်20အလုံးလောက်ရမယ်ကွာတရက်ကိုပြီးသွားလို့ရှင်ထားစာအရမ်းများတယ်ဘလောက်လဲတော့မသိဘူးပေါ့နော် ကျမ်းပါဘောပြီးတော့ဘာနဲ့တော့လေ ဟဲ့ရမယ်မလေးပြီးတော့နောက်တစ်ခုကကြတော့လားစာနေပြီးတက်တောင့်တက်တာလှုပ်လို့ပါတယ်အဲ့ဒီတော့ခိုးရင်နေရတယ်ကျမတက်တောင့်တက်တာလှုပ်လို့ရတာကြိုက်တယ်လို့ဖြစ်တဲ့အတွက်ကျမကတော့လားစာနေနေပြီးတက်တောင့်တက်တာပဲအလုပ်လုပ်နေဆိုတဲ့ဘက်ကကြိုင်သွားမယ်အမရပဲဖြစ်ပါတယ်အဲ့တော့တားလည်းပြလိုက်ပါ ကြတော့နိုင်20လောက်လုပ်ပြီးတော့လာစားများယူပေးဘက်ကနေပြီးတော့ပြပြီးမယ် Brian ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ခေါင်းစဉ်မှာမှလှုပ်ချက်တစ်ခုရှိရဆိုသိလားဆေးဝက်ချက်တယ်ဟာ ဘယ်နိုင်ငံမှာလွတ်လွတ်တွေဆိုသူမပြောတာအဲ့တော့ဘယ်နိုင်ငံဖြစ်နိုင်တယ်ကွာအဲ့တော့တလမှာဒေါ်လာတွေ3သိန်းလို့2သိန်းလို့ရရင်လည်းရနေလိုက်တာပဲဗျာသိလားအဲ့ချိန်မှာအမကထားပါတော့တလလုံးမှာသုံးသက်လုပ်ပြီးတော့မှ25ဒေါ်လာပဲရနေမှာဘယ်လိုလုပ်လဲတလလောက်တာချင်းတူတူကွာသိလားပြင်ပန်းရတာချင်းတော့နည်းနည်းတော့ကွာဒါပေမဲ့ဒါသာထုတ်လို့ရှိရင်အမရဲ့ယောက်ျားတွေအမရဲ့ကလေးတွေဟာ ကြားရတော့ အမရဲ့ယောက်ျားအမရဲ့ကလေးတွေအမရဲ့စားစိတ်နေစိတ်တွားစိတ်လာစိတ်အဲ့ဒါအကုန်လုံးအမတတောင့်တတာလုပ်ပြီးတော့အမတလားစားတယ်အမအဲ့လိုပဲရှိပါလို့မဆုံးဖြတ်ထားရပေါ့ အော် Brian ပြောလို့အမမေ့နေရပြောရအောင်ပဲအမတို့ရတဲ့ခေါင်းစဉ်မှာလဲမြုပ်ကွက်တစ်ခုရှိရ Brian မြုပ်ကွက်โอเค မြုပ်ကွက်တစ်ခုရှိရပါလဲဆိုတော့အမတို့ကိုစီးရဲချမ်းသာတယ်ပြောမထားဘူးအဲ့တော့ Brian ကနိုင်20လို့ပြီးတော့လားစာများနေတယ်လို့ထင်နေတဲ့တိတိလေးလို့ခါတယ်လေအမကတတောင့်တတာလို့ပဲဒါပေမဲ့အမရဲ့ A background ကအရင်ချမ်းသာနေလဲဖြစ်နိုင်နေတာဒါပဲလေအမတို့ကအဲ့ဒီအလုတ်ကပတ်စံရောက်မှာစားမှာမဟုတ်ဘူးကွာအဲ့တော့လားစာဆိုတာလုံးဝသိရမလားအဲ့ဒီတွေးစရာမလိုဘူးကွာ ဟာရမင်းအဲ့လိုမပြောနဲ့လေကွာ ပြီးတော့တက်တောင့်တက်တာလုပ်တဲ့စကားရှိရမလားအဲ့တော့တက်တောင့်တက်တာလုပ်တဲ့စကားဆိုတာကအဲ့ရဲ့စက်ကျင်ဘက်ကဘာလဲဆိုရင်ဖုတ်ပူမိတိုက် ဟုတ်ကူမိကြโอเคဟုတ်ပြီ ဖုတ်ပူမိတိုက်ကိုသူများကသိရမလားခိုင်းတဲ့ဟာကိုမဖြစ်ဖြစ်အောင်လုပ်ပေးရနိုင်တယ်လို့ကျိုးပြီးလုပ်ပေးနေရတာကွာ ဟုတ်ပြီ စဉ်းစားကြည့်လေအဲ့ဒီမှာ vibe ကအရန်กว่าရယ်ကွာ luxury setting တက်တောင့်တက်တာနဲ့အလုပ်လုပ်ရတာနဲ့ ဟုတ်ပြီ သူများခိုင်းတဲ့ဟာအခုနိုင်တယ်လုံးကြီးတွေ့လုပ်ရတာနဲ့ဘယ်ဟာပို့ပြီး comfort ဖြစ်လဲ အဲ့ဒီကတော့မြုပ်ကွက်တစ်ခု โอเคပါ သူများကပမာအာဇီဝနဲ့ကွာတိလားချွေးတစ်ပေါက်ခုနပြောရတော့မှတက်ခတ်တော့တာချွေးတစ်ပေါက်ကနှစ်ဖူးကချွေးချင်းမ မ ချ ချတယ်ဒီဖုတ်ပူမိတိုက် ဟုတ်တယ်သူများတစ်ခါကွာလုံးဝစိတ်ဒုက္ခတွေပေးကွာဒါပေမဲ့လာကတော့အရင်ရတယ်ကွာဒါပေမဲ့ပတ်သက်တာအလုံးဆိုတော့တည်တယ်သူများအိမ်တော်ကြီးတွေပြီးလို့ရှိရင်ဘယ်လိုပြောမလဲအဲ့နဲ့ပါတော့အိမ်နေပတ်ဆိုင်ကအဲ့လိုပုံစံမျိုးဆိုဘယ်လိုလုပ်လဲကွာ အဲ့မှာမြုပ်ကွက်ရှိရတာဒီလားဥပမာနိုင်20လုပ်တဲ့အလုပ်ကလည်းအရင်ပင်ပန်းနေတယ်သိရမလားခန္ဓာကိုယ်ရဲ့အသုံးပြုပြီးလုပ်ရတဲ့ sex worker ပေါ့လားအဲ့လိုလုပ်ကိုနိုင်20လုပ်ရတယ်ဆိုအဲ့ဒီလောက်ကလားစာများတယ်လေအဲ့ဒါလည်းဖြစ်နေနိုင်တာပဲဒီလားစာအရင်များတယ်ဆိုတော့ခါကြတော့မြုပ်ကွက်ရှိနေတာ မြုပ်ကွက်တရှိသေးတယ် အရှုပ်တမာကောင်းနေဟဲ့လားအရှုပ်တမာကောင်းတွေ ခဲရတာပတ်သက်များလိုက်ကြမလားပတ်သက်တယ် အဲ့ဒါမှငါတို့အချိန်တူတူပဲလေအချိန်များများကြီးနဲ့ကွာနိုင်20လုံးကြီးလုပ်မလားဒါမှမဟုတ်လို့ရှင်ခဏလေးပဲလုပ် โอเคဟုတ်ပြီအဲ့ဆိုရင်ဒီနေ့မှာဒီနှုတ်ကဒီမှာပြုတ်ထားလိုက်ကြ ပြုတ်ထားလိုက်ကြအမတို့ကဘာဖြစ်လို့ဒီခေါင်းစဉ်ကိုအမဘာလို့ရေးထားရလဲဆိုတော့ ဟုတ်ပြီပြောပြပါဟုတ်ပြီ ဟုတ်လေတော့လူတယောက်ကနိုင်20အလုပ်လုပ်တင်တယ်ဆိုတာဥပဒေအရာရောကျန်းမာရေးအရာရောစိတ်ကျန်းမာရေးအရာလုံးဝမဖြစ်တဲ့ကိစ္စ ဟုတ်ပြီအဲ့ ဟုတ်လေဆိုတော့တစ်နေ့လုံးမှာ24နာရီပဲရှိရအောင်4နာရီပဲနားရမယ်ဆိုလို့ရှိရင်လူတယောက်မှာဆိုလို့ရှိရင်ကိုတကိုကြီးတခါရပေါ့နော်တန်ရှင်းလုံးရမယ်အချိန်တွေရှိတယ်ပြီးတော့ရဲ့ခါကျလို့ရှိရင်ထမင်းစားရမယ်အချိန်တွေရှိတယ်တခြားသောပေါ့နော်တည်ရမယ်အဲ့ရမယ်အချိန်ရှိတယ်ဥပမာကွာရေချိုးတာဘယ်လောက်ဆိုတော့15မိနစ်ပဲချိုးမှာ
ကျုံမှာပေါ့ 15နှစ်ပဲချုံးမယ်ပဲထားပါတော့เนาะပြီးသွားတဲ့အခါကျလို့ရှိရင်ကိုကနောက်နှစ်စားဖို့အတွက်ချက်ရပြုတ်ရမယ့်အခြေအနေပဲရှိတယ်အဲ့ဒီခါလေးမှာ ဝယ်စားမှာပေါ့ဝယ်စားမှာ လူတယောက်တဲ့နေ့စဉ် process ကိုပဲစဉ်းစားကြည့်လိုက်เนาะအလုပ်ပဲလုပ်နေမယ်ဆိုလို့ဟုတ်ပြီ Brian ပြောသလိုမျိုးကပတ်စံနဲ့မှားမယ့်အချိန်ကရှိသေးတယ်ဒါပေမဲ့အဲ့ဒီအချိန်ကိုအလုပ်ချိန်တွေမှာ Brian အသုံးချလို့မရဘူးကျန်တဲ့4နာရီကြာပဲ Brian အသုံးချအောင်လေအဲ့လိုမျိုးဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အချိန်အကုန်လုံးဖယ်လိုက်တယ်ဆိုလို့ရှိရင်အဲ့အချိန်က2နာရီလောက်ပဲကြာမှာ2နာရီအိပ်ပြီးလူတယောက်ကဘယ်နှစ်ရက်လောက်ဆက်ပြီးလုပ်နိုင်မယ်ထင်တယ် လုံးနိုင်ပါပေါ့2နှစ်3နှစ်လောက်ဆို လုံးနိုင်ပါဘူး။နာရီ20တရက်ကိုအလုံးလုံးပြီးတော့တစ်ပတ်ပဲအဲ့လိုမျိုးအလုံးလုံးမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်ပေါ်လာနိုင်လဲဆိုလို့ရှိရင်ပထမဆုံးက physical health effects တွေဖြစ်ပေါ်လာ ချက်ကြည့်ပြီးတော့ ဘယ်လိုလဲနှလုံးရောဂါတွေပေါ့နှလုံးရောဂါတွေဖြစ်လာနိုင်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ကြွက်သားတွေ reflex လုပ်နိုင်စွမ်းအားတွေပျောက်ဆုံးလာပြီးဟုတ်ပြီ ခုခံအားတွေကြာဆုံးသွားပြီးချောပါဖွင့်နိုင်တယ်ဒါကကြတော့သိရမှာကိုယ်ခန္ဓာကိုယ်အနေနဲ့ကွာဒီ body အနေနဲ့ထိခိုက်မှုရှိတယ်ပြီးဘာဖြစ် mental health တွေထိခိုက်တာ okay ဟုတ်ပြီ နိုင်20လုံးတဲ့အခါမှာလူတစ်ယောက်က memory loss ဖြစ်လာမယ် loss ဖြစ် ရမလားဘယ်လိုမျိုးလဲဆိုတော့ကွာ Brian အခုဆိုလို့ရှိရင်ဒူကောက်ကိုကြိုက်လိုက်တယ်ချင်းကြိုက်လို့ရားရဲဆိုကုတ်မလို့ကွာဒါပေမဲ့နောက်ဘာဖြစ်လဲကြာငါလည်းကြီးကဘာလို့ဒီမှာဒုံးမှာရောက်နေရလဲအဲ့လိုမျိုးမသိတော့ဘူးကွာဘာလို့ကြိုက်နေလဲမသိတော့တဲ့အချိန်တွေဖြစ်လာနေတယ်ကွာပြီးလို့ရှိရင် decision making တွေ wrong ဖြစ်တဲ့ decision တွေချနိုင်တယ်ကွာပြီးတော့သိရမလား stress တွေများလာမယ် anxiety တွေများလာမယ်ပြီးတော့ခါကျ emotion တွေအရဆိုရင် mood swing တွေဖြစ်ပေါ်လာမယ် mood swing တွေဖြစ်ပေါ်လာမယ်ပြီးတော့တဲ့ခါကျလို့ရှိရင် motivation လူတစ်ယောက်ကဒီလိုမျိုး Brian လိုမျိုးပေါ့တော့အရင်အခံပြီးတော့တစ်ရက်ကို minute 9:20လို့အလုပ်လုပ်မယ်ဆိုလို့ရှိရင်တော့ကိုယ်က motivation တစ်ခုရှိမှာပဲလေဥပမာဒီလိုမျိုးပေါ့နောက်စာအများကြီးရခြင်းနဲ့ဒါမှမဟုတ်အောင်မြင်ခြင်းနဲ့တော့ဂျာလူတိုးခြင်းနဲ့နောက်စာတိုးခြင်းဒီလိုမျိုးအများကြီးရှိမှာပဲဒါပေမဲ့အဲ့ဟာက motivation ကိုခေါ်တာလေကိုယ်အလုပ်လုပ်ရတဲ့အကြောင်းပြချက်ဒါပေမဲ့အဲ့လိုမျိုး9:20လို့အဲ့လိုမျိုးလူကဇက်ပြီးအလုပ်လုပ်လာတဲ့အခါကျရင်အဲ့ကိုထားထားတဲ့ motivation ကိုပါတကယ်အရေးမပါတဲ့ဟာလိုမျိုးကိုကမှားပြီးတွေးတယ်ငါဘာလို့ဒီလိုကိုလုပ်နေရငါဘလောက်ပြင်မဲ့ခံနေရတာလဲဘာဖြစ်လို့လဲဆိုတော့စိတ်တွေဝင်လာပြီးတော့ရှင်ကိုပဲကွာထိခိုက်ပါစိတ်ရောကိုရောခန္ဓာအကုန်ပြင်မဲ့နှလုံးရောကွာ အဲ့ဒါခုကျန်နေချက် GPT လေးပြင်ပါဟုတ်ပြီချက် GPT ပြင်ပါအဲ့တော့ကျွန်တော်တို့တခြားနိုင်ငံသွားရအောင် ညားနေပြီ Okay တခြားနိုင်ငံသွားကြအောင် သွားကြတော့ အမဂျပန်နေတအားအလုပ်တော်ဆိုမှသိရမလားအလုပ်ပြောပါလေဥပမာကွာအခုဂျပန်နေပါလေဆိုလို့ရှိရင်ပါတိုကျိုမှာဆိုလို့ရှိရင်အဲ့တိုင်းပါသွားနေကြလမ်းမပေါ်မှာဆိုလို့ရှိရင်ပါအားရထွက်တဲ့သူတွေသိမလားဟိုစုပ်တွေဝစ်ပြီးရမလားအလုပ်တွေတကားကားနေတာသူတို့မှာဆိုလို့ရှိရင်တစ်နေ့ကို4နာရီပဲအိပ်ပြီးတော့အလုပ်လုပ်တဲ့သူအများကြီးရှိဘာဖြစ်လဲဆိုတော့သူတို့ရဲ့ culture အရာဈေးကြီးတယ်ဥပမာဆိုမြန်မာနိုင်ငံသူတော်တော်များများအလုပ်သွားလုပ်မယ်ဆိုလို့ရှိရင်လာမှာကြောတခင်းစာနေရတယ်တော့မြန်မာငွေနဲ့ဆိုလို့ရှိရင်25သိန်း30ကွာရှီဘိုးမီဘိုးအခွန်ဆောင်ရဆိုအနည်းဆုံး50လောက်မှမရှိမဖြစ်ပါသူတို့ပေးရမှာအဲ့တော့ခုနကပြောအမ necessary ဟာလေးပိုင်ဆိုင်ထားပဲထားပါဒါပေမဲ့လူကန်ဆိုတာပြောလို့မရပြီးတော့အမအချိန်မှာမွဲရမွဲနိုင်တာပဲအမနီးလောင်ပြကြရင်ပြကြပါဒါပေါ့ဒါအမဂျပန်ရောက်သွားတယ်ကွာအမဂျပန်ရောက်သွားတယ်အမကြောတခင်းစာနေရာလောက်လေးကိုပဲအမကွာငှားမယ်ကွာဒါပေမဲ့အမတော့တော်တော်လောက်ကြတယ်ကွာလုံးဝအဲကွန်လေးနဲ့ဖဖဒါပေမဲ့အမအိမ်ငှားကားတွေပါမပေးနိုင်နဲ့အဲ့လိုမျိုးနိုင်ငံတွေမှာရောက်လို့ရှိရင်အမဘယ်လိုလုပ်မလဲဂျပန်နေဆိုလို့ရှိရင်ကွာဟုတ်တယ်သူတို့ဘက်ကပြင်ပန်းတယ်ဒါပေမဲ့သူတို့မှာဆိုလို့ရှိရင်ထားပါအလုပ်ချိန်တွေမှာဆိုလို့ရှိရင်တေချာအာရုံဆက်လိုက်တယ်ကွာသူတို့ကျက်နဲ့4နိုင်မှာဆိုလို့ရှိရင်လုံးဝအဲ့4နိုင်မှာဆိုလို့ရှိရင်ကျိုးဖတ်ကူးတဲ့များဆိုရင်ပေါ့နော်အဲ့ဒီကောင်လေးဆိုလို့ရှိရင်အဲ့ဒီကောင်လေးဆိုလို့ရှိရင်ပတ်စံတာစုတယ်စုပြီးတော့အဲ့4နိုင်မှာ तू အချင်းကိုလို့ management လုပ်တယ်ဆိုတော့ပထမဦးတနာရီကိုစားတာတက်တာပါလာတယ် तू အကုန်ပြီးစီးလုပ်လိုက်တယ်ကွာ ready made ဘူးတွေစားတယ် ချက်ချီဗီဒီယိုတူကျန်တဲ့တုံးတာကို तू အဝအိတ်လိုက်တယ်ကွာဝအိတ်လိုက်တော့အဲ့ဒီအလိုလုပ်နေတဲ့အချိန်တွင်းမှာလို့ရှိရင်လည်း तू energy drink မဟုတ်ဘူး supplement လို့ပုံစံမျိုးတောက်တာခဏကိုမှလိုအပ်တဲ့ zinc တို့ဘာလို့ကွာသိရအဲ့တော့ तू ကဘယ်လိုမျိုးလုပ်လဲဆိုတော့တစ်နှစ်ကိုအဲ့လိုလုပ်တယ်ပြီးရင်တစ်နှစ်ကို तू ကလုံးဝနားတယ်အဲ့လိုပုံစံမျိုးနဲ့ तू ကနေတာအဲ့တော့အမကခုနက luxury ဘွားကနေပါကွာအဲ့လိုမျိုးဂျပန်နိုင်ငံရောက်ခဲ့မယ်ဆိုလို့ရှိရင်ကွာလုံးဝတော့မပင်ပန်းဘူးခုနပြောတဲ့ခါဆိုလက်ခံတယ်ကွာနှလုံးယောဂတွေစကြောတက်တာတွေလက်ခံတာဘယ်လိုစကြောတက်တာလဲထိုင်ရတယ်လေနိုင်ငံရေးမပါရအဲ့လိုမျိုးအခြေအနေဒါဆိုအမဘယ်လိုလုပ်လဲဟုတ်ပြီအဲ့တော့အမနိုင်ငံပြောင်းပြီးတွေ့ချင်တာပဲပြောင်းရင်အမကိုရီးယားရောက်သွားရထားပါကိုရီးယားဆိုတာကဘယ်လိုပဲဖြစ်ဖြစ်ကွာတစ်ကမ္ဘာလုံးမှာ suicide လုပ်တာအများဆုံးနိုင်ငံလို့သိရတယ်ဒါပေမဲ့ suicide လုပ်တာကဘာဖြစ်လို့အကြောင်းရင်းတွေကိုရှာကြည့်လိုက်တဲ့အခါမှာ तू ကဘာလို့ဆိုတော့အလုပ်က stress တွေကြောင့်ဘာလို့လဲဆိုတော့ကိုရီးယားကအမှန်တိုင်းပြောရလို့ရှိရင်တခြားနိုင်ငံတွေဆက်လို့ရှိရင် तू အလုပ်ချိန်အရန်များတယ်အလုပ်ချိန်အရန်များပြီးတော့ကွာ Brian လည်းသိမှာပါအမတို့ကအလုပ်တစ်ခုလုပ်တယ်ဆိုတော့ကိုတယောက်တည်းလုပ်နေလို့ရတာမဟုတ်ဘူးဒီမှာကကိုနဲ့အတူတူလုပ်ဖို့ကိုင်ဘက်တွေရှိမယ်ကိုအထက်လူကြီးတွေရှိမယ်ပြီး company hack တွေရှိမယ်အများကြီးရှိတယ်ဆိုတော့
pressure ဆိုတာရှိမှာပဲအစင်းစင်ပေးရ pressure ကိုယူရတဲ့တာဝန်နဲ့သိရမလားကိုပြန်လုပ်ပေးရတဲ့ဒီ output တွေရှိမှာပဲလေအဲ့လိုမျိုးဆိုတဲ့အခါကျတော့ကွာလူတစ်ယောက်ကသတ်မှတ်ပေးထားတဲ့အလုပ်ချိန်ပို့ပဲဒီချက်ပို့ပြီးလုပ်မယ်ဆိုရင်လစာပိုင်းကတော့ဘယ်လိုဖြစ်ဖြစ်များမှာပဲသူများတဲ့အလုပ်ပို့လုပ်တာပို့လုပ်ပါဒါပေမဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့ကကြဒီဟာလုံးဝအဆင်မပြေခုနကဆိုရင် Brian ပြောရမလားဒီကောင်လေးကတစ်နှစ်ကိုအလုပ်လုပ်ပြီးနောက်တစ်နှစ်ကိုနားတယ်အဲ့ဒါဘာဖြစ်လို့ဖြစ်မလဲ तू ကသူ့ရဲ့ဒီကျမ်းမာရေး तू view site လို့တကယ်လို့ဒီတစ်နှစ်မနားလိုက်တဲ့အခါကျလို့ရှိရင် तू ဘယ်လိုပဲဖြစ်ဖြစ် तू တခုဖြစ်မှာပဲလေသိရမလား तू လုံးဝအဆင်မပြေဘူးကွာ तू စေးုံတွေပါရောက်သွားတဲ့ပြောင်ဖြစ်နိုင်တယ်ကွာအဲ့ဒါကြောင့် तू နည်းနည်းအလယ်မှာနားလိုက်တယ်ဆိုတော့အမှန်တိုင်းပြောလို့ရှိရင်လူတွေကတော့သူ့ကိုဒီကောင်လေးက4နာရီပဲနားတယ်နားနေစအလုပ်လုပ်တယ်ဆိုပေမဲ့ तू ကအမှန်တိုင်းပြောလို့ရှိရင်ဒီနှစ်နဲ့တွက်ကြည့်လိုက်တဲ့အခါကျလို့ရှိရင်တစ်နေ့လုံးလုပ်တယ်တစ်နှစ်နားတယ်ဆိုတဲ့အခါကျတော့တရက်ချအလုပ်လုပ်တာနဲ့တူတူပဲတရက်ချအလုပ်လုပ်တာနဲ့တူတူပဲတရက်ချအလုပ်လုပ်တာဆိုတော့တရက်မှာ10နာရီပဲအလုပ်လုပ်တာနဲ့အတူတူပဲအဲ့ဒီတော့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တွက်ကြည့်လိုက်ဘယ်သူမှအဲ့လိုအလုပ်လုပ်တယ်မရှိဘူးကွာရှင်းရင်လည်းအဲ့ဒီဟာကလုံးဝတစ်နှစ်အတွင်းမှာလုံးဝရှောမှာပဲ ဟုတ်ပြီအမပြောတဲ့ခါကြီးတော်တော်များများကိုလက်ခံပြီးလိုက်တယ်ဒါပေမဲ့ခေါင်းစဉ်ကနှစ်ခုတစ်ခုတည်းရှိသေးတယ်ဟာလုံးနေသူကတလားလို့ပြောတာလေအဲ့လေတလားလို့ပြောတာလေဟုတ်တယ်မလားအမခုနကပြောတာဟုတ်တယ်နှလုံးစိတ်ကနေမှတော့ပြရမယ်ကွာအဲ့လိုမျိုးနေရာမှာကျွန်တော်အနေနဲ့မဟုတ်ဘဲနဲ့ကွာဒါပေမဲ့ရတယ်ကွာအဲ့ကဲဟာမလောက်ဝဲထားအဲ့ဒီအခြေအနေ duration တစ်ခုကအမားတို့စီမှာဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ဥမာကွာအကြောင်းများချက်တစ်ခုခုကြပါလူဆိုတာကန်ဆိုတာပြောလို့မရဘူးကွာတော့သူပြောနေကြတယ်ဖြစ်သွားနိုင်တယ်ကွာအေးပါအဲ့တော့ကလုံနေရတဲ့ဟာမျိုးကွာတလားခုန6သိန်းနဲ့အမဖြစ်သွားပြီပဲထားအဲ့ဆိုလို့ရှိရင်အမကလုံလို့ရတယ်ဒါပေမဲ့အမလက်ကုန်လို့ရှိရင်ကွာပေးရမယ့်ဟာတွေရှိမယ်ကျွေးရမယ့်ဟာတွေရှိအမခလေးနှုတ်ဘူးဘိုးတွေရှိမယ်ကွာအဲ့လိုဟာမျိုးအမ6သိန်းနဲ့ကုနိုင်မှာမလားခုနကပြောဟုတ်တယ်ကွာဘုံကနေတိုင်းကနေဖြစ်သွားပြီပဲထားဘယ်လိုပဲဖြစ်ဖြစ်ကွာအမပြောရခုနလိုလာမှာစေးကုမယ်ကိုလို့ရှိရင်နောက်ထပ်ယောဂတွေပြန်ပတ်စံရှိလို့ရှိရင်ကွာခုနကထားပါတော့6သိန်းလောက်ကုန်သွားတယ်ကွာ3သိန်းလောက်ကိုအမြဲတမ်းကွာတပတ်ကိုတစ်ခါလောက်စေကမ်းမှာမင်းလားသိဆိုอ่ะမင်းလားဟုတ်တယ်3သိန်းနဲ့ကွာအဲ့ကိုလွတ်လိုက်မယ်ကွာအဲ့ဒါမှဆိုလို့ရှိရင်ဒါမှမဟုတ်ကွာဒီမှာမဟုတ်ပဲတခြားနိုင်ငံမှာဆိုလို့ရှိရင်ထားပါတော့ကိုရီးယားမှာပြောပြဘာမှနေပြီခုနကပြောရတော့အမဘလောက်မှအချိန်လေးနည်းနည်းပို့ပေးပြီးတော့ဒါမှတခြားနိုင်ငံမှာဆိုလို့ရှိရင်နိုင်နဲ့တက်ပြီးကြတာကွာတိဟုတ်တယ်အမကွာထားပါတော့6နာရီပတ်တီပဲလုံးနိုင်တယ်ကွာဒါပေမဲ့အဲ့ချိန်မှာအမလုံးဝ AK 6တိပဲလေးဖြစ်သွားမယ်ကွာအဲ့လိုအချိန်မျိုးဆိုလို့ရှိရင်အမအဲ့လိုမျိုးပတ်ဆက်လေးနည်းနည်းနဲ့တွန်းရမယ်ဆိုတာလုံးဝအဆင်မပြေဘူးဒါတော့လုတ်တယ်ကွာဟုတ်တယ်ဒါပေမဲ့တခုခုဖြစ်သွားခဲ့ဆိုလို့ရှိရင်နိုင်လိုက်ကြကွာနိုင်20ကွာအဲ့တော့6တက်လေးကြာ6တက်ဆိုလုံးဝ2ဆလောက်กว่าဒီမှာဒါပေါ့အမ30လောက်ရနေချိန်မှာကျွန်တော်300လောက်โอเคဒါမှန်တာပေါ့ဒါမှန်တဲ့စကားပါဒါပေမဲ့ Brian ရဲ့တည်ရပါလားလူဆိုတာပြောတဲ့အတိုင်းပဲခုနကတော့အမတနောက်တော့ကလှုပ်ပြီးလဲခောက်တဲ့တီဝါနဲ့ဆို Brian ဆိုလို့ရှိရင်ပို့ပြီးတော့ percent များရယ်ကွာဖြစ်တဲ့ percent ပိုများရယ်ကွာခုနကကျတော့အမတို့စေးမြောက်တဲ့အထိပဲပြောရသေးတယ်တကယ်လို့ Brian ကဥမာတစ်ပတ်လောက်ကြီးကွာလုံးဝနိုင်20နှစ်တိုင်းလှုပ်ပြီးတော့အမရုပ်တရက်ဒီလိုမျိုးကွန်ပျူတာကြီးရယ်ခောက်တဲ့တီဝါနဲ့အဲ့ဆိုရင်ကိုကြံခဲ့တဲ့ percent ကဘယ်သူသုံးပါလဲကိုကြံခဲ့တဲ့ percent ကဘယ်သူသုံးပါလဲကိုရဲ့အုပ်မှုတွေကိုမြုပ်ပေးလိုက်ရမှာလားနော်အဲ့လိုမျိုးပဲရှိရယ်ကွာပြီးရဲ့ခါကျတော့အမပြောပြမယ်တခုမှတ်ထားပြီဟုတ်ပြီတခုမှတ်ထားလိုက်အဲ့တော့ Brian ကဘယ်လိုပဲဖြစ်ဒီ face ဖြစ်တဲ့လားစာကြီးမှာ Brian ကျင်းနဲ့ကမှာပါဘယ်လိုပဲဖြစ်အမကျတော့အဲ့လိုမဟုတ်ဘူးအမ6နာရီပဲလှုပ်တယ်ကျန်တဲ့အချိန်မှာအမကိုလည်းဒီလားစာကိုရှိမယ်လို့မတွေးနဲ့လေအမမှာအချိန်မှုတွေအများကြီးရှိတယ်အမတတ်လေးလှုပ်ရနိုင်တဲ့အချိန်လေးအများကြီးရှိအဲ့တော့အမကို brand ကန်းလာပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်တခြား program ကန်းလာအမသွားလို့ရနိုင်တယ်ဘာဖြစ်လို့လဲအမကတတ်လုပ်နိုင်တဲ့အချိန်မှုတွေအများများလို့အဲ့တော့ဘယ်ဘက်ကပဲကြည့်ကွာလူတယောက်ဆိုတာ comfort ဖြစ်တဲ့နေရာမှာနေမှကိုယ့်ရဲ့စိတ်တွေလည်းချမ်းသာပြီးကိုလုံးချင်တဲ့အလုပ်ကိုလည်းသွားလို့ရမှာပေါ့နော်တခါတလေကျရင်လူတွေကရှိတယ်ကိုလုံးတွေတဲ့အလုပ်နဲ့ကိုယ့်ရဲ့သိရမလားအိမ်မက် dream job နဲ့ကလုံးဝမကန့်ညီရလို့တဲ့အဲ့လိုလူမျိုးတွေအတွက်ဆိုလို့ရှိရင်ကိုကဒီဘက်က career တစ်ခုကိုပေါ့နော်မကူပြောင်းခင်မှာကို face ဖြစ်တဲ့အလုပ်ကိုတည်းစလုပ်ပြီးဒီဘက်ကသိရမလားပုံမှန်ဝင်လေးရနေရင်းနဲ့မှာကိုယ့်ရဲ့အိမ်မက်ဖြစ်တဲ့အလုပ်ကိုလည်းသွားလို့ရနိုင်တာလေအဲ့ဒါကြောင့်ကျမကတော့ကြည့်နေတဲ့ပြည်သူပြောချင်တယ်ကိုကအဲ့လောက်ကြီး overwork မလုပ်နဲ့ပေါ့နော် overwork လုပ်လို့ကောင်းလာတာဘာမှမရှိဘူးပတ်စံရတော့ရေတိုတွင်းမှာဖြစ်နိုင်နေမယ်ဒါပေမဲ့ရေရှည်တော့ကတော့လုံးဝမကောင်းပါဘူးဟုတ်တယ်အဲ့တော့အမမြန်မာနိုင်ငံမှာနေမဲ့သူတွေအဲ့လိုပုံစံမျိုးပေါ့ဒါပေမဲ့ဂျပန်သွားချင်တဲ့လူတော်တော်များများသိပါပါသိရမလားအဲ့တော့ဂျပန်နဲ့သွားချင်လားဒါမှမဟုတ်မြန်မာနိုင်ငံမှာနေပြီးခုနကသူပြောလို့တော့ career နှစ်ခုကိုစုပ်ကိုင်ချင်တာဒါမှမဟုတ်အပင်မခံပြီးတော့သိသွားလို့ဒီအလုပ်လုပ်မဲ့သူတွေရှိလားဆိုတာကိုတော့ဒီမှာမှန်ခဲ့ပြီပါပြီးသွားလို့ရှိရင်ပေါ့နော်ကျမတို့ဒီမောင်နှမပြောတဲ့စကားတွေပေါ့နော်ဘယ်ဟာဘယ်သူဘက်ကပုံထိခိုက်နေတာလို့မရှိဘူးထိခိုက်နေတာလည်းမရှိဘူးပြီးတော့ဒီနေ့ရောက်တဲ့စကားတွေကိုပေါ့နော်အဆုံးထိနားထောင်ပေးတဲ့လူတွေဆိုလို့ရှိရင်ဘယ်သူဘက်ကပုံမှန်လဲဆိုပြီးအောက်မှာဝင်ပြီးဖြစ်ပြီးသွားမယ်ကျမဘက်ကတော့မှန်တာပေါ့ကျမဘက်ကပါဟုတ်ကဲ့မြန်မာနိုင်ငံမှာနေ
ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်နှက်ဆက်ကြအောင် ဟုတ်ကဲ့ပါကျမတို့မောင်တော်မကဖာပတ်ရလဲအရင်ပြင်ပေးပါနော်အဲ့တော့ဒီနေ့မှာတော့ညီမကပေါ့နော်ဒီနိုင်အနေငယ်ပဲလုပ်ပြီးတော့တတတတာဖြစ်တဲ့ဘက်ကနေပြီးတော့ထိုးသက်သွားတဲ့ Emerald ပဲဖြစ်ပါတယ်အဲကျွန်တော်ကတော့လက်ဆောင်အသေးကြီးအကုန်လုံးလုပ်ပြီးတော့ဂျပန်နေရောကိုရီးယားတွေရောနိုင်ငံအစုံတော့ကဘာပတ်ပေးနေတဲ့သူပဲဖြစ်ပါတယ်ဆိုတော့ဘယ်သူမှလည်းဆိုတော့ comment မှာမှတ်ခဲ့ပေးပါအောင် ဟုတ်ကဲ့ပါရှင်ညီမတို့ရဲ့ပေါ့နော်ဒီ channel လေးကိုလည်း like subscribe follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဘာဖြစ်လဲဆိုတော့ကျမတို့ရဲ့ဒီပေါ့နော်Versus channel လေးမှာဆိုလို့ရှိရင်ဒီလိုမျိုး program တွေအပြင်ပေါ့နော် Korean reality နဲ့အရန်ဆင်တူတယ် Mission Battle ဆိုရဲကျမတို့အမြဲခါရတယ်ကျွန်တော်ခန်းအောင်အဲ့လိုအစီအစဉ်တွေရှိရတော့နော်ဒီဟာကိုကျမတို့ note လေး on ထားပြီးလည်းမမေ့ပါနဲ့အဲ့တော့ဒီနေရာကနေပဲအားလုံးနှုတ်ဆက်လိုက်ပါတယ်ရှင်တတာ